မင်္ဂလာပါရှင်ဒေါက်တာဆုရဲ့ Health Diary Channel မှာဖြစ်ပါတယ်ကျမရဲ့ Channel မှာဒီအများပြည်သူသိတဲ့ကျမရဲ့အဘိုးတို့တာလေးတွေကိုအလင်းသိတဲ့လို့ပြောပြပေးနေတာဖြစ်ပါတယ်ဒီနေ့တော့ကျမတဲအောင်သားဝါဖီပိုးအကြောင်းပြောချင်ပါတယ်တဲအောင်သားဝါဖီပိုးကိုကျန်းဖြစ်တော့လဲသိတော့သိနေကြတာပဲပေါ့နော်ဒါပေမဲ့တဲအောင်သားဝါဖီပိုးနဲ့ပတ်သက်ပြီးတော့နည်းနည်းသိတဲ့နာလေးတွေကိုပဲ highlight လုပ်ပြီးတော့ပြောပြပါမယ်သူကနော်အသေးကိုယောဂပေးနိုင်တဲ့ပိုးတစ်ခုဖြစ်ပါတယ် virus ကြောင့်ကူးစက်ပါတယ်နော် virus hepatitis B virus လို့ခေါ်တယ်အသေးအောင်သားဝါပြီးပိုးကြောင့်ကူးစက်တယ်အရေးကြီးပါတယ်ဘယ်လိုကူးစက်လဲဆိုတော့ကျွန်တော်တို့ဒီပတ်ဝန်းကျင်ကနေပြီးတော့နော်ကျွန်တော်တယောက်နဲ့တယောက်နဲ့ကူးစက်နိုင်တယ်နော်ကူးစက်နိုင်တယ်ဘယ်လိုကူးစက်နိုင်လဲဆိုရင်နော်ကျွန်တော်တို့ကဒီကာပြင်းလင်မယားချင်းပေါ့နော်ကြောင်နဲ့ကြောင်နဲ့ဟိုပတ်သက်မှုရှိတဲ့အခါเนาะလင်မယားကဲ့သို့ပတ်သက်မှုရှိတဲ့အခါတွေမှာလည်းကြောင်နဲ့ကြောင်နဲ့ပြီးပိုးကူးစက်နိုင်ပါတယ်အဲ့တစ်ချက်ကသွေးပေကြံနေတဲ့ပေါ့နော်ဆေးထိုးအပ်တွေမျိုးပေါ့ဆေးထိုးအပ်တွေတခုရောက်တဲ့တရားနဲ့ကြောင်နဲ့ဆေးထိုးအပ်တွေ share သုံးတဲ့ခါမျိုးပေါ့နော်အဲ့လိုမျိုးမှလည်းကူးစက်တတ်တယ်မတန့်တော့သွေးကိုသွင်းမိခြင်းအဖြစ်နဲ့ကူးစက်နိုင်ပါတယ်နောက်ပြီးတော့သူရဲ့ပေါ့နော်မုံစိတ်ရိတ်ထားတို့ဘာလို့သွေးပေးကြံနေတဲ့အဲ့လိုပစ္စည်းတွေမျိုး utensil မျိုးတွေအနေမျိုးလည်းကူးစက်နိုင်တယ်။နော်နည်းနည်းကူးလွယ်တဲ့ယောဂတစ်ခုဖြစ်တယ်။ကိုကမသိလိုက်ဖ ೇನೆ ယောဂပိုးကကိုစီကိုဝင်နေနိုင်တယ်ပေါ့နော်။အဲ့တော့တဲအောင်သားဝါပြီးဖို့ရှိမရှိဘလို့သိမလဲဆိုရင်ကျမတို့အများပြတော့တဲအောင်သားဝါပြီးဖို့စစ်ကြတယ်ဆိုပြီးတော့တစ်ခွက်ကမှသွားစစ်လို့ရတယ်။နော်အသေးအောင်တောင်းပါပြီးကိုစစ်ချင်လို့ပါဆိုပြီးသွားစစ်လို့ရတယ်စစ်ဆရာဝန်စီကထောက်ခံစားမလို့ကိုကအသေးအောင်တောင်းပါပြီးကိုစစ်ချင်လို့ပါတက်ခွဲကမှသွားစစ်လို့ရတယ်ဆိုရင်လို့အသေးအောင်တောင်းပါပြီးကို negative ပေါ့နော်မရှိဘူးဆိုရင်ကျမတို့ကကာကွယ်ဆေးထိုးလို့ရတယ်နော်ကာကွယ်ဆေးထိုးတဲ့အချိန်မှာ3ချိန်ပေါ့နော်3ချိန်ထိုးရတယ်တလပထမတလပြီးနောက်တလပြီးလို့ရှိရင်6လနေမှထိုးရမျိုးလည်းရှိတယ်တလဆိုရင်3လထိုးရမျိုးလည်းရှိရပေါ့နော်တဲအောင်တော့ပြီးဖို့ကာဝယ်ဆေးထိုးလို့ရတယ်ကာဝယ်ဆေးထိုးပြီးတော့လို့ရှိရင်ဆေးကြောင့်ကိုယ်စီမှာခုခံအားပေါ့နော်အဲ့လိုပိုးကာဝယ်အား antibody လို့ခေါ်တယ်အဲ့ဒါဘယ်လောက်တက်လာတယ်လဲဆိုတဲ့ဟာကိုသွေးပြန်စစ်ရတယ်နောက်ဆုံး dose ကိုထိုးပြီးရင်တလားလောက်နေလို့ရှိရင်သွေးပြန်စစ်ကြည့်တယ်အဲ့လိုဆိုရင်အများပြည့်တော့1000လောက်ထိတက်ကြတယ်နော်အဲ့ဆို1000လောက်ထိကိုကတက်ပြီးဆိုတော့ကိုမှဒီတဲအောင်သားဝါပြီးဖို့ကာကွယ်နေတာဖြစ်ပြီပေါ့နော်ကာကွယ်နိုင်ပြီလို့ပြောလို့ရတယ်နော်အဲ့တော့ကဲအဲ့ဆိုရင်ဆေးမထိုးဘူးဆရာမရေဘာဖြစ်မှာလဲပေါ့နော်ဆိုလို့ဆေးမထိုးထားဘူးဆိုရင်တကယ်လို့များကိုစီကိုအဲ့ဒီယောဂဝင်ခဲ့ရင်เนาะတဲအောင်တောက်ပြီးဘူးကဟလာကိုရဲ့အိမ်အောင်ဘက်ဒါမှမဟုတ် sex partner စီရပဲဖြစ်ဖြစ်เนาะတခြားသော lesion တွေပဲဖြစ်ဖြစ်အဲ့ဒီယောဂဘူးဝင်ခဲ့လို့ရှိရင် virus ကကိုရဲ့ခန္ဓာကိုယ်တွေကိုရောက်လာမယ်တဲအောင်တောက် virus ရောက်လာရင်ဒါပေမဲ့ကံကောင်းတာတစ်ခုကအများစုသောလူတွေမှာခန္ဓာကိုယ်ရဲ့ immunity ပေါ့เนาะကျန်းမာနေတဲ့လူတွေမှာခန္ဓာကိုယ်ရဲ့ immunity ကနေပြီးတော့တိုက်ထုတ်လိုက်တဲ့အတွက်ကြောင့်နော်တိုက်ထုတ်လိုက်တဲ့အတွက်ကြောင့်အဲ့ဒီ virus ကခန္ဓာကိုယ်ရဲ့အနေပြန်ပျောက်သွားတယ်ဒါပေမဲ့စာသဘောအရာ0အထိမရှိတော့တာတော့မဟုတ်ဘူးချို့ကပြောတော့လေအသေးထဲမှာပေါ့နော်ချို့စာတွေအရတော့ရှိနေသေးတယ် undetectable amount ပေါ့စမ်းသပ်လို့မရတော့လို့မရှိတော့ဘူးလို့ပြောတာဒါပေမဲ့ကုခံရရင်ကိုယ်ထဲမှာရှိနေတယ်တချို့တော့ကိုယ်ကအရန်ကြားစင်လာတဲ့အချိန်မျိုးတွေမှာကင်ဆာဆေးပေးရလို့ခုခံအားကြားစင်တဲ့အခါမျိုးเนาะဒါမှမဟုတ်လို့ရှိရင်ဟလာဟို organ transplant လို့ခေါ်တဲ့ခန္ဓာကိုယ်တဲ့ကိုလို့ပြောမယ်ကြောက်ကအစားထိုးလို့ပါလို့အစားထိုးလို့ရတဲ့အခါမျိုးမှာခန္ဓာကိုယ်ခုခံအားကိုချထားတဲ့ဆေးတွေတောက်ရတဲ့အခါမျိုးပေါ့နော်အဲ့လိုမျိုးအနေထားမျိုးတွေမှာဆိုရင်ကိုကအဲ့ယောဂဘူကခေါင်းထောင်ထားနိုင်တယ်လို့ပြောတာပေါ့နော်အဲ့တော့ယောဂအကြမ်းအပြင်ပြောရယောဂဝင်ပြီးလို့ရှိရင်ကျန်းမာနေတဲ့လူတွေမှာတော့ခန္ဓာကိုယ်ကတိုက်ထုတ်လိုက်တော့အများစုသောလူတို့ကယောဂအဲ့ပိုးကခန္ဓာကိုယ်ကနေပြန်ပျောက်သွားတယ်စစ်ကြည့်ရင်မရှိတော့ဘူးပေါ့နော်ပျောက်သွားတယ်ဒါပေမဲ့တချို့သောလူတွေမှာကြတော့အဲ့ဒီပိုးက lifelong ဆက်ရှိနေတယ်ခန္ဓာကိုယ်ကမတိုက်ထုတ်လိုက်နိုင်ဘူးလက်တလုံးမှာဝင်ကားစားမှာမတိုက်ထုတ်လိုက်နိုင်ဘူးဆိုရင်နည်းနည်းကြာမှတိုက်ထုတ်လိုက်နိုင်တယ်ဆိုတာမျိုးကမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုကတစ်သက်လုံး hepatitis B တဲအောင်သားဝါပြီးဖို့ရှိတဲ့လူဖြစ်သွားမယ်နော်အဲ့ဒီခါကျမှဆေးသွားထိုးကာကွယ်ဆေးသွားထိုးလို့မရတော့ဘူးကာကွယ်ဆေးသွားထိုးလဲမပြောက်တော့ဘူးအဲ့တော့တဲအောင်သားဝါပြီးဖို့တဲဆောင်သူဖြစ်သွားမှာပေါ့နော်။တရားအောင်သားဝါပြီးပို့သက်ဆောင်သူဖြစ်သွားမယ်။အဲ့လိုဆိုရင်ဈေးသွားကာကွယ်ဆေးထိုးလို့လည်းမရတော့ဘူး။ဒီယောဂရဲ့ complication တွေကိုကခံစားရဖို့များလာပြီပေါ့နော်။ complication ယောဂအကြောင်းဖြစ်လာမယ်နောက်ဆက်တွဲဆူချိုးတွေပေါ့။နော်နောက်ဆက်တွဲဆူချိုးတွေကိုခံရဖို့ဖြစ်တယ်။
အဲ့တော့ယောဂရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုခံရဖို့ဖြစ်တယ်ပေါ့နော်နောက်ဆက်တွဲဆိုးကျိုးတွေကဘာလဲဆိုလို့ရှိရင်ကျမတို့ကအသေးကျွတ်တာเนาะအသေးရောင်တာအသေးကျွတ်တာအသေးကင်ဆာတွေဖြစ်တယ်အသေးကျွတ်တယ်ဆိုတာကဟိုအရရန်တောက်တဲ့လူတွေအသေးကျွတ်တယ်ဆိုပြီးပိုက်ကြီးဖောင်းပြီးတော့လေတစ်ခုလုံးဝါထိန်နေတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးကိုအသေးကျွတ်ယောဂတွေအဲဆိုရင်အသက်အနေနဲ့နှီးသွားပြီအသေးကင်ဆာဆိုရင်တော့ပြောမနေနဲ့အသက်အနေနဲ့ရန်နှီးသွားပြီပေါ့နော်အဲ့လိုမျိုးတွေဖြစ်နိုင်တယ်အဲ့တော့people အဲ့ဒါဆိုကြောက်စရာကောင်းတဲ့ယောဂတခုဖြစ်တဲ့ကြောင့်ကျမတို့က people ကိုကာဝယ်ဆေးထိုးထားရမှာပေါ့နော်ဘယ်ကာဝယ်ဆေးထိုးမယ်ဆိုရင်3ချိန်ထိုးရမယ်တစ်လဒါမှမဟုတ်တစ်လ6လပေါ့နော်3ချိန်ထိုးမယ်နောက်ဆုံးတစ်ချိန်ထိုးပြီးတော့တစ်လလောက်နေရင် antibody ပြန်စစ်မယ် antibody ပြန်စစ်မယ်အဲ့ခါကျ antibody တက်တယ်ဆိုရင်တော့ဒါကိုယ်စီကနေပြီးတော့သူများအောင်မကူနိုင်တော့ဘူးပေါ့နော်ကိုလည်းကူလို့မကူတော့ဘူးကိုစီကလည်းသူများကိုပြန်မကူနိုင်တော့ဘူးပေါ့အဲ့တော့တဲ့အောင်သားကပြီးဖို့ကလည်း awareness ရှိကြပြီမယ်နည်းနည်းမေ့တယ်လို့ဖြစ်နေပြီပေါ့နော်ခုနောက်ပိုင်းကဒါပေမဲ့ကြောက်စရာကောင်းတဲ့ယောဂတစ်ခုဖြစ်ပါတယ်ကိုရဲ့ချစ်တဲ့လူတွေကိုလည်းကိုစီကနေကူနိုင်တယ်ကိုကလည်းကင်ဆာတိဖြစ်နိုင်တဲ့အတွက်ကြောင့်ဒါတဲ့အောင်သားကပြီးဖို့ကလည်းအသက်ငယ်နဲ့အသက်ဆုံးရှုံးစေတဲ့ယောဂတစ်ခုပဲဖြစ်တယ်ပေါ့နော်ကာကွယ်လို့လည်းရတဲ့အတွက်ကြောင့်တဲ့အောင်သားကပြီးဖို့ကာကွယ်ထားဖို့ကျွန်မတိုက်တွန်းလိုပါတယ်ကာကွယ်စေပြီးဖို့အရင်စစ်ကြည့်ဘာစားလုပ်ရမလဲဆိုတော့အခွဲကန်သွားပြီးတော့ကျွန်မပေါ့နော်အသေးအောင်သားပါ people စစ်ချင်လို့ပါပေါ့နော်ဆို people စစ်ချင်လို့ပါဆိုတော့ people စစ်ပေးလိမ့်မယ်စစ်ပေးလို့ people မရှိဘူးဆိုလို့ရှိရင်ကာဝယ်ဆေးထိုးပါပထမတစ်လဒုတိယတစ်လတတိယတစ်လ3လပေါ့နော်ကာဝယ်ဆေးထိုးပြီးရဲ့ခါကျရင်နောက်ဆုံးဆေးရနေပြီးတော့တစ်လလောက်နေကာဝယ်ပို့ antibody တက်လာဆိုတော့ antibody ပြန်စစ်ကြည့် antibody တက်တယ်ဆိုလို့ရှိရင်တော့ဒါယောဂကိုကာဝယ်ပြီးပေါ့နော်အဲ့လိုမျိုးပါအဲ့တော့ဒါကတော့အသေးအောင်သားဝါ people နဲ့ပတ်သက်တဲ့သူရဲ့ course ဒါပေမဲ့တချို့တော့သူတွေမှာเนาะဒီမှာခုနပြောသလိုပဲခန္ဓာကိုယ်က antibody ကိုပြန်ပြီးတော့တိုက်ထုတ်လိုက်တယ်ပေါ့နော် antibody တွေထွက်လာပြီးတော့ဒီခန္ဓာကိုယ်က people ဝင်လာတယ်ဒါပေမဲ့ခန္ဓာကိုယ်ကခုခံအကောင်းတဲ့ကြောင့် people ကိုတိုက်ထုတ်လိုက်တယ်ပြန်ပြောက်သွားတယ်ဆိုပေမဲ့အဲ့ဒီဟာကเนาะအပီးစီးပြောက်သွားတာမဟုတ်ဘဲနဲ့ဒီ antibody အမောင်းလောက်ခန္ဓာကိုယ်ထဲမှာရှိနေတဲ့တရားမျိုးလေးရှိရနော်အဲ့တော့တဲ့အောင်သားက people စစ်တဲ့အခါမှာကျမတို့က people စီကို HIV ပိုစစ်မယ်ဆိုပြီးအဲ့လိုပဲစစ်လိုက်လို့ခုဆိုရင်ခွဲစိတ်မယ်လို့ပါလို့ဆိုလဲ people စီကို HIV ပိုစစ်မယ်အဲ့လိုပဲစစ်ကြလေတကယ်တမ်းကျတော့ people ကိုအကုန်အစင်စစ်ချင်တယ်ဆိုလို့ရှိရင်တော့ hepatitis B profile ဆိုပြီးတော့စစ်နိုင်တယ်အဲ့ဒါကြတော့ဘာတွေပါလဲဆိုတော့ကျမတို့ cirrhosis စဉ် hepatitis B antigen ပါတယ်နောက်တစ်ခုကကျမတို့ဆေးထိုးထားရင်ထွက်လာတဲ့ antibody ပေါ့နော် hepatitis B antibody ဆိုတာပါတယ်နောက်တစ်ခုကအရေးကြီးတာတစ်ခုက hepatitis B core antibody ဆိုတာပါတယ်အ core antibody ကဘာလဲဆိုတော့တစ်သက်လုံးမှာတကယ်လို့များယောဂပိုးကိုဝင်ခဲ့ရင်နော်ယောဂပိုးကိုဝင်ခဲ့ရင်ခန္ဓာကိုယ်က immunity ကောင်းလို့တိုက်ထုတ်လိုက်ပြီးဆိုပေမဲ့နော်အဲ့ဒီယောဂပိုးအဲ့ခန္ဓာကိုယ်ကတိုက်ထုတ်လိုက်တဲ့ evidence ပေါ့သက်သေတစ်ခုကြံနေတာ antibody ပေါ့တိုက်ထုတ်ထားတဲ့ antibody လေးတွေခုခံအားလေးအဲ့ဒါကို hepatitis B core antibody လို့ခေါ်တယ်အဲ့တော့တကယ်လို့များသွေးထဲမှာ core antibody တွေ့ခဲ့ရင်ကိုဒီ hepatitis B တဲ့အောင်သားဝါပြီးဘူးကိုလုံးဝအပြည့်အဝကင်းစင်တာမဟုတ်ဘူးကိုယ့်ရဲ့တသက်တာမှာတစ်ချိန်တော့ဝင်ခဲ့ဘူးတယ်လွန်ခဲ့တဲ့တစ်နှစ်ကလည်းဖြစ်မယ်နှစ်နှစ်ကလည်းဖြစ်မယ်သုံးနှစ်ကလည်းဖြစ်မယ်ကိုမသိလိုက်ဘူးလွန်ခဲ့တဲ့10နှစ်ကလည်းဖြစ်မယ်ဘယ်တော့မှပဲဝင်ခဲ့ခန္ဓာကိုယ်ကကိုယ်ခံအားကောင်းလို့တိုက်ထုတ်လိုက်လို့အဲ့ဒီပိုမရှိတော့ဘူးလို့ဆိုတော့ညာလေအဲ့ဒီပိုတိုက်ထုတ်လိုက်တဲ့အမဲဆက်တစ်ခုကကိုယ်ထဲမှာကျန်နေတယ်hepatitis B core antibody လို့ခေါ်တယ်နော်အဲ့တော့ core antibody ရှိလို့ရှိရင်ကိုကထပ်ဝင်လာမဲ့ပိုးတွေကိုအနည်းနဲ့များတော့ antibody ရှိသွားတော့တိုက်ထုတ်နိုင်တယ်အဲ့တော့တချို့ကကြတော့မသိဘူးပေါ့နော်မသိတော့ core anti ဝင်ခဲ့ဘူးလားလည်းမသိဘူးစစ်ကြည့်လိုက်တော့ဝင်ခဲ့ဘူးလားလည်းမသိဘူးခန္ဓာကိုယ်ကတိုက်ထုတ်လိုက်တော့ကောင်းနေပြီဆိုပြီးသွေးစစ်လိုက်တဲ့အချိန်မှာကောင်းတယ်ပေါ့နော်မရှိဘူးတော့ဆေးထိုးလိုက်တယ်အဲ့ကြတော့ antibody 2မျိုးထွက် hepatitis B antibody ဆိုလည်းထွက်တယ် hepatitis B core antibody ဆိုတာလည်းထွက်တယ်2မျိုးနဲ့သူကကာကွယ်နေတာတော့ဖြစ်တာပေါ့နော်အဲ့တော့ဒါကတော့ဘဟုတုတအနေနဲ့ပါတိတ် awareness မရှိကြဘူးတော့မသိကြဘူးပေါ့နော်ဒါပေမဲ့ဒီချိန်မှာခန္ဓာကိုယ်ကဝင်ခဲ့ဘူးတဲ့ဆိုတဲ့ evidence ကို core antibody ဆိုတာနဲ့ hepatitis B core antibody ဆိုတာနဲ့သွေးထဲမှာစစ်ကြည့်လို့ရတယ်ဆိုတာလေးဒါawareness ရစစ်ခြင်းကိုပြပြတာပါအရေးတကြီးစစ်ဖို့ကတော့ hepatitis B antigen မရှိရင်တော့လက်တလုံးမှာယောဂမရှိဘူးကာကွယ်ဆေးလည်းထိုးလို့ရတယ်ပေါ့နော်
ဟိုက virus ကြောင့်ဖြစ်တယ်ကြောင့်ဆရာကောင်းတဲ့ယောဂတခုဖြစ်တယ်အဲကြောင့်မလို့ဒီကျမတို့ကာကွယ်ဆေးနဲ့လည်းကာကွယ်နိုင်တယ်ကာကွယ်ဆေးမထိုးခင်မှာအရင် hepatitis B antigen ဆိုတာကိုစစ်ကြည့်ရမယ် antigen မရှိဘူးဆိုလို့ရှိရင်ကာကွယ်ဆေးထိုးလို့ရတယ်3ချိန်ထိုးရမယ်3ချိန်ထိုးပြီးရင်antibody ထွက်ရလားကိုကန်အားထွက်ရလားဆိုတော့ပြန်စစ်ရမယ်ကိုကန်အားလည်း1000ကျော်လောက်ထွက်နေတယ်ဆိုလို့ရှိရင်ဒါကိုကဟိုကာကွယ်ထားပြီပေါ့နော်ပြီးပို့တော့သူများစီကနေမကူးနိုင်ဘူးလို့ပြောလို့ရတယ်အဲကြောင့်မလို့ hepatitis B ကအခုတိတ်ပြီးတော့မပြောကြတဲ့ခါကြတော့ဒါပေမဲ့ကူးစက်နှုန်းပြည့်နှံနှုန်းကလည်းရှိနေသေးတာပဲလीနော်အဲကြောင့်မလို့ကျွန်မ hepatitis B တက်အောင်သားပါပြီးပို့အကြောင်းပြပါရယ်သူသဖြင့်လူငယ်တွေမှာကူးစက်တက်ပြီးတော့နော်လူငယ်တွေကိုဒုက္ခပေးနေတဲ့ယောဂတစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်ဒါကို awareness ရစေချင်ပါတယ်သွေးစရာလည်းစိတ်မကြည့်ဘူးဆေးရလည်းစိတ်မကြည့်ဘူးအဲ့တော့ကိုကဒီ sexual partner တွေရှိရလို့ဆိုလို့ရှိရင်နော်ကိုကြောင့်သူများလည်းမကူသူများစီကလည်းကိုမကူအဲ့လိုဖြစ်ဖို့အတွက်ကို hepatitis B တဲ့ရောက်တော့ people စစ်စစ်ကြည့်တဲ့နဲ့မရှိဘူးဆိုရင်ဆေးထိုးထားတဲ့နဲ့เนาะအဲ့ဒါကိုကျွန်မပြပြချင်ပါတယ်เนาะတကယ်လည်းယောဂများဖြစ်လာကြလို့ရှိရင်ကိုကတစ်သက်လုံး carrier ဖြစ်ပြီးတော့เนาะကိုအိမ်အောင်တက်တခြားဆုံးနဲ့ carrier ဖြစ်နေမှာအရာပြီးရဲ့ခါကိုစီကလည်းသူများအခုနိုင်တဲ့အပြင်ကိုဝိုင်းရလည်းအသေးကျွတ်တာတော့အသေးကင်ဆာတော့ဖြစ်နိုင်တဲ့အသေးအနေရှိနေတဲ့အတွက်ကြောင့်ဒီယောဂအကာအကွယ်ထားတဲ့ယောဂတစ်ခုဖြစ်တယ်ပေါ့เนาะအဲ့ဒါကြောင့်မို့ကျွန်မရှင်းပြပေးတာပါအဲ့ဒါလောက်ပါပဲအဲ့တော့ကျွန်မရဲ့ Dr. Suhail Diary Channel မှာလိုအပ်တဲ့ကျွန်မကြီးပေါ့နော်တည်တဲ့ဘူတူတာလေးတွေကိုအနှင်းတင်လို့တင်ပြပေးနေပါတယ်အဲ့တော့ကျွန်မရဲ့ channel လေးကို like လုပ်ထားခြင်းအပြင်မိမိတို့တည်တဲ့ကျွန်မရဲ့ဘူတူတာလေးတွေကိုလေ့လာကြဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်အားလုံးပဲကျမကြပါစေ